အားလုံးမင်္ဂလာပါနော်ကျွန်တော်ခုနှစ်ကြိမ်အတွက်တစ်ပူလေးရဲ့948Rဆိုတဲ့ကဏ္ဍလေးလေပြပါဦးမနော်ကျွန်တော်ဒီဥစ္စာလေးကိုလိုက်လွန်ကြည့်နေနော်မရလို့ကျွန်တော်ဖုန်းကလိုက်လွန်မရဗီဒီယိုလေးရိုက်ပြီးတင်ကြည့်ပါဦးမနော်အဲ့မှာ6ထိပ်စီ6ထိပ်စီ6ထိပ်စီလို့ဇောင်း3လုံးထိုးတာဒါပထမတစ်ကက်နော်ဒုတိယကက်မှာလည်း6ထိပ်စီ6ထိပ်စီ6ထိပ်စီလို့ဇောင်း3လုံးထိုးပါတယ်နော်တတိယကက်မှာလည်းဒီမှာ6ထိပ်စီ6ထိပ်စီဆိုပြီးဒီမှာ6ထိပ်စီ3လုံးဇောင်း3လုံးထိုးတဲ့ဖြစ်စဉ်လေး3ခုရှိပါတယ်နော်ရှေ့တွေတော့လည်းကျွန်တော်ကြည့်တဲ့လောက်တော့မတွေးဘူးနော်ရှိခြင်းလည်းရှိမှာပေါ့ရှားကြည့်ကြပါကျွန်တော်ကတော့ဒီ3ကက်လေးနဲ့ပဲပြပါမယ်နော်အဲ့ဒီဖြစ်စဉ်မှာဒီ6ထိပ်စီရဲ့ရှေ့တစ်နှစ်ကျော်မှာနောက်ပိတ်ကရှေ့ရဲ့နောက်ပိတ်က3ရဲ့ဒီ6ပထမဆုံးဇောင်းထိုးတဲ့6နောက်ပိတ်က2 4ရေပေါင်းခြင်းဒီ9ပါနော်ရှေ့3 4လို့ပေါင်းခြင်းဒီ9ပါနော်အဲ့ဒီ9ဒီထွက်ပင်နှစ်ထက်မှာရှေ့ထိပ်စီရေဒီက6ထိပ်စီရေဒီထွက်ပင်နဲ့ခါတစ်လုံးနဲ့လန့်ပေါင်းရင်9လို့ဖြစ်ပါတယ်နော်ဒီကပေါင်းခြင်း9ကိုဒီမှာလဲလာ9လို့ဖြစ်ပါတယ်နော်ဒုတိယကံမှာလဲ6 3လုံးဆောင်ထိုးတဲ့သူ့ရဲ့ရှေ့6နောက်ပဲ3ညနောက်ပဲဒီ6ပထမဇောင်း6ရဲ့နောက်ပဲ9နဲ့3လုံးပေါင်းခြင်းဒီ9လို့ဖြစ်ပါတယ်နော်9လို့ဖြစ်ပါတယ်အဲ9ကလည်းဒီထွက်ပင်မှာထိပ်စီရှေ့ရဲ့ထိပ်စီ6ရဲ့ပေါင်းခြင်းဒီ4အဲ4ကိုထိပ်စီခါလေလေးနဲ့လန့်ပေါင်းရင်9လို့လာဖြစ်ပါတယ်နော်အဲမှာဒီ9ပေါ့ဗျာအဲလိုဖြစ်တယ်ဒုတိယကပ်မှာလည်းအဲ့လိုဖြစ်ချင်တာပေါ့နော်ဒီ6 3လုံးဇောင်းထိုးတယ်သူ့ရဲ့ရှေ့နောက်ပိတ်ရဲ့9နောက်ပိတ်ရဲ့ဆိုတော့73ဖြစ်တော့ဒီမှာနောက်ပိတ်လေးနဲ့ပေါင်းခြင်းဒီ9ပေါ့နော်အဲ့9ဒီလည်းဒီခါလုံးလေးရဒီ9ထိပ်စီရဲ့9ထိပ်စီရဲ့4လို့ဖြစ်နေတာကို1လို့ဖြစ်မှာတာ9လို့ဖြစ်မှာပဲเนาะဒီပုံတူပေါ့ဗျာเนาะအဲ့မှာအဲ့ဒီဇောင်း3လုံးဒီဇောင်း3လုံးဖြစ်စဉ်မှာသူ့ရဲ့ထွက်ပြန်မှာ211ဆိုပြီးထွက်တယ်ဒုတိယကံမှာလည်း1ခွင်လို့ထွက်တယ်အခုဒီမှာလည်းကျွန်တော်က1တလုံးပါတော့ဆိုတော့ဒီမှာလည်း6 3လုံးဇောင်းထိုးတဲ့အောက်မှာထွက်ပြန်ချိန်မှာ1ပူ1ခွာပေါ့เนาะ10လုံးဆိုင်လို့ချင်တာအဲ့10လုံးဆိုင်ထဲမှာဒီကဏ္ဍလေးတွေကိုလည်းပြန်ပြီးနေရာလေးတွေနဲ့ယူလို့ရတယ်เนาะဒီနေ့နဲ့ဒီပြန်ထိုး1ခွင်ဒီမှာလာပြီးတော့လာထိုးလို့ရတယ်ပေါ့ဗျာเนาะဒီထွက်ပင်ချိန်မှာအဲ့ကဏ္ဍတွေကဘယ်လိုယူရမလို့ဆိုတော့ဒီခါ3လုံး2 3 1ဆိုတဲ့3လုံးပေါင်းချင်း6တစ်ခါနဲ့ပေါ့เนาะဒီမှာလည်းတစ်ခါနဲ့2 3 1ဆိုပြီး6ပေါ့ဗျာเนาะအခုဒီမှာလည်း6ဖြစ်မယ်ဆိုရင်6ရှေ့ဆိုတော့ဒီမှာ6ဖြစ်ခြင်း2ပေါ့ဗျာ2 1လို့တမျိုးပေါ့နော်နောက်တစ်ခါကျတော့စီနီယာမယူဘဲနဲ့ပေါင်းခြင်းမယူဘဲနဲ့စီနီယာ2 3 1ဆိုပြီးတော့စီနီယာ3လုံးဒီမှာလဲ3 2 1ဆိုပြီးတော့စီနီယာ3လုံးခါလုံးမယ်နော်ခုလဲဒီမှာခါလုံးကို6ရှေ့ဆိုတော့စီနီယာဖြစ်ခြင်းခွန်တစ်လုံးထည့်ရမှာဆိုတော့6ရှေ့ခွန်ထည့်လိုက်ရင်1ခွင်1စောစောက1 2 1เนาะ1ပူးရဲ့1ခွာရဲ့ကိုကဏ္ဍရွေးလိုက်တာပေါ့เนาะအဲ့မှာနောက်တစ်လုံးထပ်ပြီးတော့ရွေးမယ်ဗျာသူ့ရဲ့ထွက်ပြန်အောင်ဆောင်မှာရှေ့3ညာလေးဆိုတဲ့ဗရိတ်2ဒီမှာ2တစ်လုံးပါဒီထွက်ပြန်အောင်ဆောင်မှာ1 4 2ဆိုတဲ့ခွင်ဗရိတ်ဒီမှာခွင်တစ်လုံးပါအဲ့တော့ကျတော့ဒီထွက်ပြန်အောင်ဆောင်မှာ1 1 6ဆိုတာရှိတယ်116ပြီရှစ်ပရိဆိုတော့ဒီမှာရှစ်တလုံးပါဆိုတော့ရှစ်1ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ10လုံးစိုက်ထဲက211တို့ခွန်11တို့811တို့ပို့ပြီးတော့ဖြစ်စဉ်လေးကိုကြိုက်တယ်ပေါ့ဗျာနော်ကဏ္ဍလေးလုံးပါလေးတွေရှာလိုက်တော့အလူလေးတွေတွေ့တယ်အဲ့မှာခု948ဟိုပြမယ်နော်ခုကတော့1ပူ10လုံးစိုက်
ခုပြမှာကိုလေးရှိအဲ့မှာကိုလေးရှိကလည်းပုံတူပဲเนาะဒါပေမဲ့ဒီမှာတော့ကိုရှစ်ကိုလေးလို့ထွက်ပြီးသားကိုယူမယ်ဆိုလဲတာဝန်တော့ကြည်သွားပြီဒါပေမဲ့ကျွန်တော်ကနေရာတူလိုချင်တဲ့အတွက်ဒီမှာထပ်ပြီးတော့ပြန်ကောင်းအနေနဲ့ပြန်ပြီးတော့ပြတာเนาะအဲ့မှာဘာလို့ဆိုတော့ဒီ2022မှာနှစ်ဦးမှာ1 5 9 2023မှာနှစ်ဦးမှာ9 1 9ဆိုပြီးတော့ဖြစ်စဉ်အတူလေးရှိတယ်ပေါ့နော်အဲ့ကဏ္ဍတူလေးကိုနဲ့လိုက်ပြီးတော့ယူကြည့်မှာပေါ့နော်သူကရင်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်ပေါ့နော်သူ့အောက်ကရင်တင်ငါ9ရောက်အောက်ကရင်၄ကြိမ်ဆင်းလိုက်ပေါ့ဗျာဒီနေ့3 4ကြိမ်မှာ8ထိပ်သူ့ရဲ့အထက်ဆုံးမှာ6ထိပ်သူ့ရဲ့အထက်ဆုံးမှာ3ထိပ်8 6 3လို့ရှိတယ်ပေါ့ဗျာသူ့ရဲ့အဲ့ဒီနှစ်ဦးကလည်းခွန်9ဆိုနောက်ပိတ်နှလုံးဖြစ်ခဲ့တယ်ပေါ့နော်အဲ့မှာဒုတိယ9 1 9မှာလေသူ့အောက်ကရင်1နေ့2နေ့3နေ့4နေ့လို့အဲ့မောင်တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်လို့ရေးလိုက်ရင်8ထိပ်ရှိတယ်သူ့ရဲ့အထက်ဆုံးမှာ6ထိပ်သူ့ရဲ့အထက်ဆုံးမှာ3ထိပ်လို့ရှိတယ်အဲ့3ထိပ်ကရင်အထက်2ဦးမှာလည်းနောက်နှလုံးခွန်9လို့ရှိခဲ့တယ်နော်ပုံတူပေါ့နော်အဲ့ဒီမှာပုံတူဆိုတော့ကျွန်တော်လည်းဒီမှာကဏ္ဍကိုဒီပုံတူဘယ်ကလာလဲဆိုတော့လိုက်ကြည့်လိုက်တာပေါ့နော်အဲ့ဒီမှာ8ထိပ်ဖြစ်ခဲ့တယ်863မှာ8ထိပ်ဖြစ်ခဲ့တယ်ဒီအထက်က9ထိပ်ရယ်ဒီ8ထိပ်ရယ်ဒီနောက်နှစ်က9ထိပ်ရယ်9 9 8ပေါ့9 8 9ပေါ့ဗျာ9 8 9ဒီမှာ9 9 8ဆိုပြီးတော့ဒီဘက်သူ့ရဲ့အောက်ဆောင်မှာလာထွက်တယ်ပေါ့နော်အဲ့လိုပဲဒီမှာလေ1 5 1 9 8 6 3ပေါ့ဗျာဒီ9အဲ့ဒီမှာဖြစ်စဉ်မှာဒီ8ရဲ့အထက်မှာ9ထိပ်စီဆိုတဲ့ဆောင်းလေးမှာရှိတယ်သူ့ရဲ့အောက်ဆောင်မှာလည်း4ထိပ်စီလို့ရှိတယ်အဲ့တော့9 4 8 9 8 4ပေါ့ဗျာအဲ့ဒီခဏန်းဒီလေသူ့ရဲ့အောက်ဆောင်မှာ9 8 4လို့လာပြီးတော့ထွက်ချင်တာပေါ့နော်မွေးလုံးသဘောအနေနဲ့ဆို9 8 4အနေနဲ့ထွက်ပြီးသားပေါ့ဗျာနော်ဒါပေမဲ့ဒီအချိန်ကိုပုံစံတူလို့လိုချင်တော့တရားတော့ဒီမှာပြန်ကောင်လဲကြိုက်ကြတဲ့လူတွေအတွက်9 8 4အားပေါ့နော်အားလုံးမင်္ဂလာပါနော်ကျွန်တော်9 4 8အားရဲ့တေပုတေခွာကိုပြရတယ်ပေါ့ဗျာနော်တေပုတေခွာတော့ကဏ္ဍကတော့မိမိကြိုက်ရထိုးပေါ့ဗျာနော်10လုံးစိုက်ပေါ့အားလုံးမင်္ဂလာပါ